ကဘာပေါ်မှာအကြည့်ကျေဆုံးဇလန်းကဘာလဲလို့မေးလာခဲ့ရင်အဖြေကလူသားမျိုးနွယ်ရဲ့ဇလန်းပဲဖြစ်မှာပါဟုတ်ပါတယ်ဒါကကျွန်တော်တို့အားလုံးရဲ့အစကျွန်တော်တို့တွေဘယ်ကနေဘလို့ဆင်းသက်လာခဲ့ကြတယ်လဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုအတူတူလိုက်ရှာကြည့်ရမယ်ခီးစဉ်တစ်ခုပါပဲဆိုတော့အဓိကမေးခွန်းကကဘာပေါ်မှာလူသားတွေဘလို့စပြီးပေါ်ပေါက်လာခဲ့တာလဲဒီမေးခွန်းကကြည့်လိုက်ရင်တော့ရိုးရိုးလေးလို့ထင်ရပြီမဲ့သူ့ရဲ့အဖြေကတော့အန်သောစရာကောင်းလောက်အောင်ရှည်လျားပြီးနှစ်တန်းပေါင်းများစွာကိုဖျက်တမ်းခဲ့ရတဲ့ခီးရှည်ကြီးထင်နေတာပါအဲ့ဒီခရီးရှည်ကြီးကိုတိပံပညာကတော့စင်ကဲဖြစ်စဉ် theory တို့မဟုတ် evolution theory နဲ့ရှင်းပြထားပါတယ်။အဲ့ဒီဘက်ကဘာလဲဆိုတော့လူသားတွေဟာနေချင်းညာချင်းဖြောက်ခနဲ့ပေါ်လာတာမျိုးမဟုတ်ဘူး။အဲ့ဒီအစားနှစ်တန်းပေါင်းများစွာကြာအောင်တဖြည်းဖြည်းနဲ့ပြောင်းလဲတိုးတက်လာခဲ့တဲ့ဖြစ်စဉ်ကြီးတစ်ခုရဲ့ရလဒ်ဖြစ်တယ်ဆိုတာပါပဲ။ကဲဒီခရီးစဉ်အတွက်ကျွန်တော်တို့ရဲ့လမ်းပြမြေပုံကတော့ဒါပါပဲ။လွန်ခဲ့တဲ့နှစ်ခွက်တန်းချင်ပန်ဂျီတွေနဲ့လမ်းစားခတ်ခဲ့တဲ့အချိန်ကနေစားလိုက်ကြမယ်။ပြီးရင်ချင်းနှချောင်းပုံဘလို့မတက်ရက်နိုင်ခဲ့လေပထမဆုံးလက်နက်ကိရိယာတွေကိုဘလို့တီထွင်ခဲ့လေမီးကိုဘလို့ကြမ်းကြမ်းကျင်ကျင်အတုံးချလာနိုင်ခဲ့လေနောက်ဆုံးမှာခက်တဲ့လူသားအဖြစ်ပေါ်ထွန်းလာတဲ့အထိအဓိကအပြောင်းလဲတွေကိုတဆင့်ချင်းစီလိုက်ကြည့်သွားကြရအောင်ဟုတ်ပြီဒီဇလန်ကိုအစကနေပြန်ကြည့်ဖို့ဆိုရင်အခြေစစ်တစ်လုံးနဲ့နှစ်တန်းပေါင်းများစွာနောက်ကိုပြန်သွားပြီးကျွန်တော်တို့မျိုးနွယ်ရဲ့ပထမဆုံးအခန်းခန်းတာနဲ့စလိုက်ကြရအောင်အရာလုံးရဲ့အစအဲ့ဒါကလွန်ခဲ့တဲ့နှစ်9တန်းလောက်ကပေါ့အဲ့ဒီချိန်မှာကျွန်တော်တို့ရဲ့ဘိုးဘေးတွေနဲ့ချင်ပန်စီတွေရဲ့ဘိုးဘေးတွေဟာဘူဖတ်တူတဲ့ကနေလမ်းခွဲထွက်သွားခဲ့ကြတယ်အဲ့ဒီခိုက်တန်ကစားလို့လူသားမျိုးနွယ်ရဲ့တိတန့်စင်ကဲဖြစ်စဉ်လမ်းကြောင်းပေါ်ကိုစတင်ရောက်ရှိခဲ့တော့တာပါပဲအဲ့ဒီလိုလမ်းခွဲလိုက်ပြီးတဲ့ညောင်မှာတော့ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဟာသူတို့ပတ်ဝန်းကျင်ကဘာကြီးနဲ့ဆက်ဆံပုံကိုတက်တက်လုံးပြောင်းလဲပြီးမြင်အကြီးမားဆုံးခုံပြန်ကျော်လွှားမှုတစ်ခုကိုလုပ်ခဲ့ပါတယ်ကဲဒီဇလန်ထဲမှာပထမဆုံးပေါ်လာတဲ့ဇကောင်ကတော့လွန်ခဲ့တဲ့နေ့၄ထန်းလောက်တုန်းကနေထိုင်ခဲ့တဲ့ Australopithecus ပါပဲသူတို့ကိုမြောက်ဝင်တဲ့လူကြားကတစ်ကိုရေးပါတဲ့ချိတ်ဆက်မှုတစ်ခုတရားတစ်ခုအဖြစ်သတ်မှတ်လို့ရပါတယ်သူတို့ရဲ့အကြီးမားဆုံးတိုးတက်ပြောင်းလဲမှု game changer လို့ပြောရမှာကတော့ခြေနှချောင်းပေါ်မတ်တရက်လိုင်းလျှောက်နိုင်လာတာပါပဲတစ်ပင်ပေါ်ကနေမြေပြင်ကိုဆင်းနေမတ်တရက်တယ်ဒီပြောင်းလဲလေးတစ်ခုကအရာအလုံးကိုပြောင်းလဲသွားစေခဲ့တယ်ဘာလို့လဲဆိုတော့သူတို့ရဲ့လက်တွေလွတ်လပ်သွားလို့ပဲအဲ့ဒီလွတ်လပ်သွားတဲ့လက်တွေကပဲနောက်ပိုင်းမှာဖြစ်လာမဲ့တိုးတက်မှုအလုံးအတွက်တွက်ချက်ဖြစ်လာခဲ့တာပါအဲ့ဒီလွတ်လပ်သွားတဲ့လက်တွေကနေကျွန်တော်တို့ဇလန်ရဲ့နောက်ထပ်တော်လန်ရေးကြီးတစ်ခုဘယ်လိုဖြစ်လာသလဲဆိုတာကိုစကြည့်လိုက်ကြရအောင်ဒီဇလန်ထဲကို noticing ဝင်လာတာကတော့ Homo habilis ပါသူ့ရဲ့နာမည်ကိုကျွမ်းကျင်တဲ့လူတမမဟုတ် handyman လို့ပေးထားတာအချုံးပြချက်ခေါင်းကောင်းရှိပါတယ်သူတို့ကလွန်ခဲ့2324တန်းလောက်ကပေါ်လာခဲ့ပြီးတကက်ကိုတော်လန်တဲ့အပြောင်းလဲတစ်ခုကိုယူလာခဲ့သူတွေပါဒါကကြောက်တုံးတွေကိုရိုက်ခွဲတာထက်အများကြီးပို့ပါတယ်ဒါစဉ်းစားတွေးခိုပုံရဲ့တော်လန်အေးတစ်ခုပါတာမန်ကြောက်တုံးတတုံးကိုကြည့်ပြီးအထက်မှာလက်နဲ့တစ်ခုကိုမြင်းအောင်နိုင်တဲ့စွမ်းရည်ပေါ့ဒီနေ့ဖိနာတဲ့ကြောင့်သူတို့ကအသားတွေတားရည်တွေကိုပို့ပြီးထိရောက်ရောက်တုံးလာနိုင်တယ်အဲ့ဒီကနေရရဲ့အာဟာရပိုတွေကကောဘေးရောက်သွားလေဦးနောက်ကိုပို့ပြီးကြီးထွားဖွံ့ဖြိုးလာအောင်တိုက်ရိုက်အားဖြည့်ဖြည့်ပေးခဲ့တာပေါ့နက်နက်တီထွင်လန်ခဲ့တာကကြီးမားတဲ့ခြေလမ်းတစ်ခုဆိုရင်တော့နောက်လာမဲ့တိုးတက်မှုကတော့လူသားမျိုးနွယ်ရဲ့ကံကြမ္မာကိုတခါတည်းပြောင်းပြန်လမ်းပြခဲ့တဲ့အရာတစ်ခုပါပဲလွန်ခဲ့တဲ့23တန်းလောက်မှာတော့ Homo erectus ပေါ်လာခဲ့ပါတယ်သူတို့ကတဘာဝရဲ့အင်အားကြီးဆုံးစွမ်းအင်တစ်ခုကိုထိန်းချုပ်နိုင်ခဲ့သူတွေပြီးတော့ကဘာမြေကြီးကိုစတင်စူးစမ်းဖို့တတိရှိခဲ့တဲ့ပထမဆုံးမျိုးနွယ်စုလေးဖြစ်ပါတယ်မီးကိုထိန်းချုပ်နိုင်ခဲ့တာဒါကအရာအလုံးကိုပြောင်းလဲပစ်ခဲ့တယ်စဉ်းစားကြည့်လေအစားအစာကိုချက်ပြုတ်စားလို့ရလာတော့အာဟာရဓာတ်တွေပိုရလာပြီးကြီးထွားလာနေတဲ့ဦးနှောက်အတွက်အားဖြည့်ပေးနိုင်ခဲ့တယ်ညဘက်မှာအလင်းရောင်ရတယ်အခါကွယ်ရတယ်အေးတဲ့ရာဒီဥရုတန်ကိုခံနိုင်ရရှိလာတယ်ဒါဒီအားလုံးကြောင့်ပဲသူတို့ကအာဖရိကတိုက်ကနေအာရှနဲ့ဥရောပတိုက်ဒီစီကိုပထမဆုံးအကြိမ်ရွှေ့ပြောင်းသွားနိုင်ခဲ့တဲ့မျိုးနွယ်ဖြစ်လာခဲ့တာပေါ့ကဲအခုဆိုနေတော့ဒီဇလန်ကကျွန်တော်တို့ကိုရိုင်းစီကိုရောက်လာပါပြီဒါကတော့အားလုံးနဲ့အရင်နှဆုံးချစ်မဲ့နောက်ဆုံးအခိုင်ခေတ်သစ်လူသားတွေပေါ်ထွန်းလာတဲ့အခန်းကဏ္ဍပါပဲလွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းလောက်ကပေါ့အာဖရိကတိုက်မှာကျွန်တော်တို့ရဲ့မျိုးစိတ် Homo sapiens တွေစတင်ပေါ်ပေါက်လာခဲ့တာပါကျွန်တော်တို့ကိုတခြားသူတွေနဲ့မတူအောင်ထူခြားစေခဲ့တာကဘာလဲအဓိကကတော့အလွန်အမင်းရှုပ်ထွေးတဲ့ကျွန်တော်တို့ရဲ့ဦးနှောက်ပါပဲဒီဦးနှောက်ကနည်းနည်းတဲ့အတွေ့အခေါ်တွေကိုမွေးဖွားပေးတယ်ဘာသာစကားကိုတီထွင်နိုင်စေခဲ့တယ်အဲ့ဒီဘာသာစကားနဲ့တဆင့်ယဉ်ကျေးမှုအမှုပညာပြီးတော့ကျွန်တော်တို့ရဲ့အကြီးမားဆုံးဆွမ်းအားလို့ပြောလို့ရတယ်။အုပ်စုကြီးတွေနဲ့ပူပေါင်းဆောင်ရွက်နိုင်စွမ်းကိုပိုင်ဆိုင်စေခဲ့တာပါ
အဲ့လိုနဲ့ဒီစင်ကက်ဖြစ်စဉ်ခီးရှည်ခြင်းရဲ့အဆုံးမှာတော့ရလကရှင်းရှင်းလင်းလင်းပါပဲကျွန်တော်တို့ဟာကဘာပေါ်ကအင်အားအကြီးဆုံးမျိုးစေ့ဖြစ်လာခဲ့ပါတယ် ဒါဆိုရင်ဒီခရီးရှည်ကြီးကဒီမှာပဲပြီးသွားပြီလားလုံးဝမပြီးသေးပါဘူးမိခွန်းကကျွန်တော်တို့ရဲ့စင်ကေဖြစ်စဉ်ဇလန်ကဒီနေရာကနေဘယ်ကိုဆက်သွားအောင်မလဲလူသားမျိုးနွယ်ရဲ့အနာဂတ်ကဘယ်လိုပုံစံမျိုးဖြစ်လာနိုင်မလဲဒါကတော့ကျွန်တော်တို့အားလုံးဆက်ပြီးစဉ်းစားသွားရမယ့်မိခွန်းတစ်ခုပါပဲ